တရားဆိုတာလုံးစုံအလုံးအကုန်လုံးသိတဲ့လမ်းညွန်သူတရားဆိုတာကိုဘဝအလားမျိုးကိုရှောက်ရမယ့်လမ်းမှန်ယူတန်ခါဆိုတာဒီလမ်းကြောင်းပေါ်ကိုယ်တိုင်ရှောက်လို့သူတစ်ပါးတွေ့သူရတနာသုံးပါးသည်ပူဇော်တိုက်ကပူဇော်စေယောဂီလူသားအလုံးကြားလီငါစင်ချမ်းမြေစီကြားလီတီးပါစေတီးလီလိုက်နာအေးချမ်းပျော်ရွှင်စေကံဆိုသောအရာကိုဝိရှာတတ်ကြစေကံကံအကြောင်းကျိုးကိုခွဲခြားသိပါစေအတိတ်ပြစ္ဆုတ်မှအနာဂတ်ပိုင်းခြားတတ်ပါ